ဓမ္မယန်စေတီတော်သည်မြမသမိုင်းတွင်ထူးခြားသောကူပြောက်ကြီးပိတုကာလက်ရာဖြင့်ထင်ရှားသည့်စေတီဖြစ်သည်ပဲခူးတိုင်းတဲကုန်းမြို့နယ်တွင်တည်ရှိပြီးမွန်ဘရင်ဓမ္မစေတီမင်းAD 1482ကတည်ထားကိုးကွယ်ခဲ့သည်အမည်ရင်းမှာဓမ္မယန်အစာဓမ္မယန်တကွန်တိုင်းသို့မဟုတ်ဓမ္မယန်ဓမ္မအိမ်လဘိုလေးခါကြတယ်ဒီနေရာကတော့တထုံပဲခူးကုန်းတာလမ်းမကြီးအနီးတဲကုန်းမြို့မှမိုင်20အကွာတွင်တည်ထားကိုကွယ်ခဲ့ကြတယ်ထူးခြားချက်ကေတာရှေးဟောင်းကူဖျားကြီးဖြစ်ပြီးအတွင်းပိုင်းတွင်နန်ရန်စေးပန်းချဤများစေတီငယ်ပေါင်း120နှစ်ဗုဒ္ဓရုပ်ပွားတော်များပါဝင်သည်တမိုင်းမှတ်တိုင်များအရ15ရာစုနောက်ပိုင်းတွင်မွန်မင်းဆက်ကထေရဝါဒဗုဒ္ဓဘာသာပြန်ပွားရေးအတွက်တည်ခဲ့ဟန်ရှိသည့်ပိတုကာလက်ရည်ရွာကတော့အပြင်ဘက်စေတီအောက်ခြေတွင်ဂူပေါက်12ခုတနစ်လျင်တလသဘောထောက်မှန်စတုကံပုံအုတ်ကူကြီးဖြစ်တဲ့အတွင်းပိုင်းအနေနဲ့ဗဟိုမန်တိုင်းတွင်ညံတော်မြင့်စေတီတော်ငယ်တီထားနယံများတွင်ဇနိပတ်စေးရပကြီးများယခုအခါမိမ့်မိန်နေကြပြီးလှဲ့ပတ်ကဖျားဘူးနိုင်သည့်ဝင်းကပါလမ်းကြောင်းတွေ့တိတ်ပံနီးကြမှုမဟုတ်ဘဲနေရသည်တွင်နေအောင်တိုက်ရိုက်ဝင်ကဗဟိုစေတီတို့အလင်းဆက်ကြသည့်ဒီဇိုင်းတွင်းမှရှေးလက်ရာများပဲဖြစ်တဲ့ရှေးမုံပိတုကာပညာ၏ထင်ရှားသောလက်ရာများပဲခူးရှေးဟောင်းသုတေသနဥယျာဉ်တွင်ပါဝင်ပြီးနိုင်ငံခြားခရီးသွားများစိတ်ဝင်စားမှုမြင့်မားကြတဲ့ဒေသခံများအတွက်သမိုင်းဝင်ဘာသာရေးနယ်မြေများလည်းရှိတဲ့ရခင်ကမြေပြိုမှုတံတဘာဝဘေးအန္တရာယ်များကြုံခဲ့ရတော့လဲယခုအခါရှေးဟောင်းသုတေသနဦးစီးဌာနမှဂူတွင်းမှရေထုတ်စနစ်အုပ်များကိုခိုင်ခန့်အောင်ပြုပြင်ထားပြီးဖြစ်သည်ဓမ္မယန်စေတီသည်မွန်လူမျိုးတို့၏ပိတုကာထုံးဖွဲ့မှုကိုးကွယ်ယုံကြည်မှုနှင့်သင်္ခါရတရားကိုတိမှတ်မှုတို့ကိုပေါင်းစပ်ပြသနေသည့်သမိုင်းဝင်အဆောက်အဦဖြစ်သည့်ရှေးဟောင်းအမွေနှစ်ကိုချစ်မြတ်နိုးသူတိုင်းလာရောက်ဖူးမြော်တင်သည့်စေတီတော်ကြီးပင်ဖြစ်တဲ့နောက်ထပ်စိတ်တူးညံ့စားဖွယ်အကြောင်းအရာလေးတွေကိုထပ်ပြီးတင်ဆက်သွားမှမို့ကျွန်တော် channel လေးကို subscribe လေးလုပ်ခဲ့ကြပါအောင်ကြက်တော်ကားတန်မောင်စမတ်ပဲဖြစ်ပါတယ်